စိုက်ပျိုးရေးတောက်တော်သေးတစ်ခုကိုမအူပင်မြို့မှာဖွင့်လှစ်မည်အားလုံးပဲမင်္ဂလာပါလက်ရှိမြန်မာနိုင်ငံမှာဆိုရင်တော့စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုတည်းသာရှိတာဖြစ်ပြီးတော့ပြင်မနာမြို့မြောက်ဘက်17မိုင်ခန့်အကွာကရေစင်းဒေသမှာဖွင့်လှစ်သင်ကြားနေတာဖြစ်ပါတယ်ရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ဟာဆိုရင်တော့စိုက်ပျိုးရေးမွေးမြူရေးနဲ့စင်မြောင်းဝင်ကြီးဌာနရဲ့စီမံခန့်ခွဲမှုအောက်ရှိတက္ကသိုလ်တစ်ခုလည်းဖြစ်ပြီးစိုက်ပျိုးရေးသိပ္ပံဘွဲ Bachelor of Agricultural Science ဘွဲကိုပေးအပ်တဲ့တက္ကသိုလ်တစ်ခုပါဒီတက္ကသိုလ်ကတော့အင်္ဂလိပ်ခေတ်1924ခုနှစ်ကလေးကဖွင့်လှစ်ခဲ့တာဖြစ်ပြီးမဟာဘွဲ့သင်တန်းကို1988ခုနှစ်နဲ့ပါရဂူဘွဲ့သင်တန်းကိုတော့2001ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။စိုက်ပျိုးရေးမွေးမြူရေးနဲ့စေမြောင်းဝင်ကြီးဌာနဟာဆိုရင်တော့စိုက်ပျိုးရေးတက္ကသိုလ်အသစ်တစ်ခုကိုမြန်မာနိုင်ငံအောက်ပိုင်းမှာဖွင့်လှစ်ဖို့အတွက်စီစဉ်နေကြတာဖြစ်ပါတယ်။လာမယ့်ပညာသင်နှစ်ကနေစပြီးတော့ AR တိုင်းဒေသကြီးမအူပင်မြို့နယ်မှာစိုက်ပျိုးရေးတက္ကသိုလ်တစ်ခုကိုဖွင့်လှစ်သွားတော့မယ်လို့ဝင်ကြီးဌာနနဲ့နှိစက်တဲ့သတင်းရင်းမြစ်ထံကနေပြီးတော့သိရပါတယ်။နောက်ပိုင်းနှစ်တွေမှာဆိုရင်နေပြည်တော်မှာPolytechnic တက္ကသိုလ်နဲ့အခြားတက္ကသိုလ်တစ်တွေပါတိုးချဲ့ဖွင့်လှစ်လာခဲ့တာဖြစ်ပြီးတော့အခုဆိုရင်စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုပါပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။စိုက်ပျိုးရေးတက္ကသိုလ်ဖွင့်လှစ်ဖို့အတွက်သိပ္ပံနဲ့နည်းပညာဝင်ကြီးဌာနလက်အောက်ခံမအူပင်ကွန်ပျူတာတက္ကသိုလ်ကိုလွှဲပြောင်းပေးသွားမယ်လို့သိရပါတယ်။မအူပင်မြို့မှာစိုက်ပျိုးရေးတက္ကသိုလ်ဖွင့်လှစ်ဖို့အတွက်စီစဉ်ရှိနေကြတာကြာပါပြီ။အခုတော့ကွန်ပျူတာတက္ကသိုလ်မအူပင်ကိုလွှဲပြောင်းရယူထားပြီးဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။သင်ကြားသွားမယ့်သင်ယူဟာဆိုရင်တော့ရေစင်းစိုက်ပျိုးရေးတက္ကသိုလ်နဲ့အတူတူပါပဲ။လက်ရှိချိန်ထိတော့ရေစင်းကျောင်းသားဥယေဘလောက်လက်ခံမလဲဆိုတဲ့သတ်မှတ်ချက်မရှိသေးပါဘူး။ဒါပေမဲ့တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်လာမယ့်ကျောင်းသားရည်တွက်ပေါ်မှာမူတည်ပါသေးတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးပိုင်းဆိုတာကမြန်မာနိုင်ငံမှာပညာရှင်တွေပုံမထွက်ပေါ်လာဖို့လိုအပ်နေတဲ့အပိုင်းဖြစ်တယ်လို့ပြောရမှာပါ။ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးရဲ့ပြောခွင့်ရဖြစ်တဲ့ဦးမျိုးဆက်သွေးကတော့စိုက်ပျိုးရေးကျောင်းသစ်ပေါ်ပေါက်လာတာကိုကြိုဆိုကြောင်းနဲ့ဒီနယ်ပယ်မှာဘွဲရတဲ့သူတွေအနေနဲ့အမှန်တကယ်လုပ်ငန်းခွင်ဝင်ဖို့လိုအပ်ကြောင်းလည်းပြောပါတယ်။မြန်မာနိုင်ငံရဲ့90ရာခိုင်နှုန်းဟာစိုက်ပျိုးမွေးမြူရေးနဲ့အသက်မွေးကြတဲ့သူတွေပါဒါပေမဲ့ဒီနယ်ပယ်တွေအကြောင်းကတော့တကြောင်ပဲရှိနေခဲ့ပါတယ်ကျွန်တော်တို့ပညာရှင်တွေလုံလောက်အောင်မွေးထုတ်ပေးနိုင်ရဲ့လားဆိုတာစဉ်းစားစရာပါကျောင်းသစ်ပေါ်ပေါက်လာတာကိုကြိုဆိုပါတယ်ဒါပေမဲ့ဒီနယ်ပယ်ကနေပြီးတော့ဘွဲရမယ်ဆိုရင်ဒီနယ်ပယ်မှာပဲလုပ်ငန်းခွင်ပြန်ဝင်ဖို့တော့လိုအပ်ပါသေးတယ်လို့ဦးမျိုးဆက်သွေးကပြောသွားခဲ့တာပဲဖြစ်ပါတယ်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်